အထက်တန်းကျောင်းသားလေးဆန်ကီကတော့မွေကလေးကစိတ်ဆွမ်းအားတွေကိုရရှိခဲ့ပြီးတော့မမွေချင်းတလားအကြာမှာတင်စိတ်ထဲကနေစကားပြောတတ်နေပြီးတော့လမ်းမလျှောက်တက်နေပါပြီ။ဒါပေမဲ့လို့လေထဲမှာလမ်းလျှောက်တက်တာပါ။နောက်ပြီးတော့ဆန်ကီဟာလည်းတက်လီပေါ့လေးလုံနိုင်ပါပြီ။ပုံမှန်မိဘတွေဆိုရင်တော့တလူကလေးဟာစွမ်းအားသုံးတက်တာနဲ့ဆေးရုံကိုအကြောင်းကြားကြပေမဲ့လို့ဆန်ကီရဲ့မိဘတွေကတော့ဘသူ့ကိုမှမပြောခဲ့ပေနဲ့ဆန်ကီရဲ့အခြေအနေတွေကိုလက်ခံပေးခဲ့ကြပါပြီ။ဆန်ကီဟာလည်းအထက်တန်းကျောင်းသားဖြစ်တဲ့အချိန်မှာတော့သူ့ရဲ့စွမ်းအားတွေကိုရာဂိုင်နှုန်းပြည့်ကိုမှအသုံးချတတ်နေပါပြီ။ဇုံးတွေကိုစိတ်နဲ့ပဲကိုးနိုင်တယ်။ရေခဲကြောင်းထဲမှာလည်းကန်ဆယ်မဲပါမပါကိုတည်နိုင်ပါတယ်။ဆိုင်ကယ်ဟာလည်းသူ့ရဲ့စိတ်တန်းကြဖန်တီးထားတဲ့ကဘာကြီးမှကိုနေထိုင်နိုင်ပေမဲ့လို့ဒီလိုမျိုးစွမ်းအားတွေရထားတဲ့အတွက်ကိုပေးဆက်မှုကတော့ဆိုင်ကယ်ဟာခန်းစားချက်တော့တိတ်မရှိတော့ပါဘူး။အနိုင်ရတဲ့အခါမှာပျော်တဲ့ခန်းစားချက်မွေးနေ့တွေ surprise တွေပါတီတွေပြင်ကုန်မှာဝမ်းနေတာဒေါသထွက်တာစိတ်ဆိုးတာတွေလုံးဝကိုမှမရှိတဲ့ဘဝမျိုးမှာနေထိုင်ရပါတယ်။ဒါပေမဲ့လည်းဘဝကိုအေးစစ်စစ်ဖြတ်တန်းနေရတော့ဆိုင်ကယ်အတွက်ကတော့အဆင်ပြေနေစေပါပြီ။ဆိုင်ကယ်ရဲ့ဖေကတော့တုံအားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဆိုင်ကယ်ရဲ့မိဘတွေကလည်းတယောက်နဲ့တယောက်ကိုမှချစ်ကြပေမဲ့လို့ဘာမှကိုမှမဟုတ်တဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့အမြဲတမ်းလိုလိုတော့ရန်တော့ဖြစ်ခဲ့ကြပါတယ်။ဆိုင်ကယ်ရဲ့မိဟာဆိုင်ကယ်ရဲ့ဖေကိုစိတ်ဆိုပြီးတော့သူစားမဲ့ညစာတွေကိုဖက်နှက်ထည့်ပြီးတော့ကြွရကြောင်းဆိုင်ကယ်ရဲ့မိဘတွေဟာလည်းဒီနေ့လည်းထက်ပြီးတော့ရန်ဖြစ်ရပါသေးတယ်။အမှန်တော့ဆိုင်ကယ်ဟာလည်းသူရထားတဲ့စွမ်းအားတွေကိုသာဖြစ်တယ်လို့အသုံးချနေမယ်ဆိုရင်တော့ဒီကမ္ဘာလုံးထိမရတဲ့လူစုတယောက်ဖြစ်လာမှာကတော့တေချာလွန်နေပါတယ်။ဒါပေမဲ့လည်းဆိုင်ကီရဲ့တွင်တင်ဆုံးမမှုကြောင့်ပဲဆိုင်ကီဟာအခုဆိုရင်တော့အေးစစ်စစ်နေတဲ့ခြေကားလေးတယောက်ကိုမှအဖြစ်ကိုနေထိုင်နေခဲ့ပါ යි ဆိုင်ကီမှာတော့အကြိုက်ဆုံးလို့ပြောနိုင်တဲ့အစားအစာတစ်ခုရှိပါ යි အဲ့ဒါကတော့ coffee jelly ပါဘလို့အခြေအနေမျိုးမှမဆို coffee jelly ကဆိုင်ကီအတွက်ကတော့အရေးကြီးဆုံးပဲဖြစ်ပါ යි ဆိုင်ကီရဲ့ဖေကသူ့ကိုစိတ်ဆိုးပြီးတော့ထမင်းစားစပွဲကိုမှောက်ပစ်လိုက်ပေမဲ့လို့ဆိုင်ကီကတော့စိတ်ဆွမ်းအားနဲ့အေးစစ်စစ်ပဲထိန်လိုက်ပါ යිဆိုင်ကရဲ့မိဘတွေကလည်းတယောက်နဲ့တယောက်ကိုမှစိတ်ဆိုးပြီးတော့အော်ဟစ်နေကြရင်လည်းသူတို့စိတ်ထဲမှာတော့တယောက်နဲ့တယောက်ကိုမှမမုန်းနိုင်ပဲနဲ့အချစ်တွေသာရှိကြပါ යි ဒါကိုသိတဲ့ဆိုင်ကကလည်းသူ့ရဲ့အစွမ်းနဲ့ကိုမှသူ့ရဲ့မိဘတွေစိတ်ထဲကစကားတွေကိုအပြစ်မှပြောမိအောင်လို့လုပ်လိုက်ရင်သူ့ရဲ့မိဘတွေကိုပြန်တက်အောင်လို့လုပ်နိုင်ခဲ့ပါ යි သူ့ရဲ့မိဘတွေခုလိုမျိုးတက်နေမှာသူလည်း coffee jelly ကိုအေးဆေးစားနိုင်မှာဖြစ်တာကြောင့်ပဲဖြစ်ပါ යි ဆိုင်ကရဲ့အကြောင်းမှလည်းចောင်းသားပေါင်း942ယောက်ရှိနေပေမဲ့လို့တယောက်မှကတော့ဆိုင်ကရဲ့အစွမ်းအကြောင်းကိုမှမသိကြပါဘူးဆိုင်ကမူလာနဲ့တက်တဲ့ချိန်တုန်းကလည်းစုံစမ်းစီးစော်တုန်းကအမြဲကိုမှအနိုင်ရပါ යි အကြောင်းရင်းကတော့တခြားသူတွေဘာရွေးမလဲကိုစိတ်ထဲကနေကိုသိနေလို့ပဲဖြစ်ပါ යි ဒါပေမဲ့လည်းပြင်းလာအောင်အမြဲတမ်းတရေကြအောင်စော့ပေးခဲ့ပါ යි ဆီယာမနဲ့စုံစမ်းစီးစော်တုန်းကလည်းဆိုင်ကပဲအမြဲတမ်းကိုမှနိုင်နေတာကြောင့်ဆီယာမကလည်းစိတ်ညစ်ပြီးတော့အလုပ်ပါထွက်သွားခဲ့ရပါ යි အဲ့ဒီတုန်းကတခြားသူတွေတိတာအောင်လို့အစွမ်းထုတ်ပြလိုက်တာအဆင်မပြေခဲ့တာကြောင့်အခုချိန်ထိကိုမှသူများတွေတိအောင်လို့အစွမ်းကိုမတုံးတော့တာပဲဖြစ်ပါ යි ဒါပေမဲ့လို့ဆိုင်ကဟာသူ့ရဲ့စိတ်ဆွမ်းအားကိုမတုံးနိုင်တဲ့သူတယောက်ရှိပါ යි အဲ့ဒါကတော့သူ့ရဲ့အတန်းဖော်နန်ဒူရိုပဲဖြစ်ပါ යි ကမ္ဘာမှာရှိတဲ့လူတွေပြင်ကုန်မှာတရိတ်ဆန်တွေကိုပါစိတ်ဖက်နိုင်တဲ့နန်ဒူရိုအပေါ်ကိုတော့လုံးဝကိုမှမတက်ရောက်ပါဘူးအကြောင်းရင်းကတော့နန်ဒူရိုဟာဘာမှကိုမှမတွေ့တဲ့ငတုံးအကြီးစားဖြစ်နေလို့ပဲဖြစ်ပါ යි ဒါပေမဲ့လည်းနန်ဒူရိုဟာစိတ်ကောင်းရှိတဲ့ငတုံးတစ်ကောင်ဖြစ်ပါ යි သူ့ရဲ့အတန်းပေါ်ဒုက္ခရောက်နေတဲ့အချိန်တွေမှာဆိုရင်တော့ကုညီတက်တဲ့သူဖြစ်ပါ යි ဖျားခြင်းအောင်ဆောင်ပြီးတော့လဲကြောင်းစီကန်းနဲ့တွားခြင်းနဲ့တငယ်ချင်းတွေကိုအခမဲ့ကူညီပေးတဲ့သူဖြစ်ပါ යි ဒါပေမဲ့လည်းဖျားခြင်းအောင်ဆောင်တာကိုဆရာကသိပါ යි ဆရာကဖျားခြင်းအောင်ဆောင်တာကိုသိတော့လဲနန်ဒူရိုကကူညီပေးပြီးတော့လိမ့်ပေးတတ်ပါ යි တခါတလေကြာရင်တော့အဲ့ဒီထဲမှာဆိုင်ကီကလည်းမနေနိုင်တာကြောင့်ဝင်ပြီးတော့ကူညီပေးရပါ යි ဆိုင်ကီကတော့သူ့ရဲ့အစွမ်းကိုနည်းနည်းလောက်ထုတ်သုံးပြီးတော့ကူညီလိုက်တာပါကံမကောင်းတာကတော့ဆိုင်ကီကကူညီလိုက်ပေမဲ့လို့နန်ဒူရိုကဆိုင်ကီကိုပါယောဂရှိနေတဲ့ထင်ပြီးတော့ဆေးရုံကိုပို့ပေးခဲ့ပါ යි နောက်ထပ်ငတုံးတစ်ကောင်ဖြစ်တဲ့ဒုတိယနှစ်ကျောင်းသားရှမ်းဆိုတဲ့တစ်ကောင်လည်းရှိပါသေးတယ်သူကတော့သူ့ရဲ့ညာဘက်လက်ကအမှောင်စွမ်းအင်တွေကရှိနေတယ်လို့ထင်နေတဲ့ငတုံးတစ်ကောင်ပဲဖြစ်ပါ යි နည်းနည်းရတော့မဟုတ်ပါဘူးသူကတော့သူ့မှာအစွမ်းတွေရှိတဲ့ကဘာကြီးကိုကဲတင်နေရတယ်ဆိုပြီးတော့လိုက်ကြွားနေတဲ့ငတုံးပါတခါတော့ကလည်းကျောင်းသားတွေမှာလမ်းမှာမွေးတကောင်ကိုတွေးလိုက်တဲ့အကြောင်းမှပြောနေတော့မှပဲအဲ့ဒီကမွေတွေကသူ့ကိုတတ်ဖို့အတွက်ကိုအမှောင်အဖွဲ့စီကလွတ်လိုက်တာဆိုပြီးတော့ထင်နေခဲ့တာဖြစ်ပါ යි ဖြစ်ရှင်တော့မွေဟာအစိမ်းမရှိတဲ့မွေဖြစ်ပြီးတော့မူလာတန်းကလေး3ယောက်ကရှိုက်တက်လိုက်လို့တည်သွားပါပြီစိတ်တော့ပူစရာမလိုတော့ပါဘူးရှမ်းကိုလည်းကျောင်းသားတွေအကုန်လုံးကသူ့ကိုယ်သူစွမ်းအားရှိတယ်လို့ထင်နေတဲ့ငတုံးဆိုတာကိုသိကြပါ යි အလောင်ခံလိုက်ရတဲ့ရှမ်းကလည်းအိမ်သားထဲမှာသွားပြီးတော့ခုံးကိုတက်ကြပါ යි ဘူမတီကိုမတီနဲ့ဝင်လာခဲ့တဲ့နန်ထူရိုကိုလည်းမွေကြိုက်ခံလိုက်ရပါသေးတယ်အဲ့ဒီချိန်မှာပဲရှမ်းကလည်းရောက်လာခဲ့ပြီးတော့မွေကိုအမှောင်စွမ်းအားနဲ့ကိုနှိမ့်နေဖို့လုပ်ပါ යි ဆိုင်ကီကလည်းမွေကြောင့်အာယုံနောက်တဲ့ပြေကိုမှသူ့ရဲ့စွမ်းအားကိုလည်းမတွေးစေချင်တာကြောင့်ရှမ်းကပဲစွမ်းအားနဲ့မွေကိုတတ်လိုက်တဲ့ပုံစံကိုဖန်တီးပေးလိုက်ပါ යි အဲ့ဒီအချိန်တည်းကရှမ်းကလည်းသူ့ကိုယ်သူတကယ်ပဲစွမ်းအားရှိတယ်ဆိုပြီးတော့ရှုံသွားခဲ့ပါ යි နောက်ထပ်တစ်ယောက်ကတော့မိန်းကလေးကိုကိုမီပဲဖြစ်ပါ යි ကိုကိုမီကတော့စိတ်ကောင်းရှိအောင်နေတတ်တဲ့ကောင်းမလေးတစ်ယောက်ပဲဖြစ်ပါ යි သူများတွေကိုစကားပြောရင်သဘောကောင်းချင်အောင်စောင့်ပြီးတော့ပြောပြမယ်လို့စိတ်ထဲမှာတော့ကြိတ်ဆဲနေကြတာပဲဖြစ်ပါ යි ကိုကိုမီကတော့လမ်းလျှောက်ထွက်နေတဲ့ဆိုင်ကီကိုတွေ့ပြီးတော့တွားနှုတ်ဆက်ခဲ့ပါ යි ကိုကိုမီရဲ့စိတ်ထဲမှာတော့သူမဟာချစ်စရာကောင်းတာကြောင့်ဆိုင်ကီကတော့သူ့ကိုသဘောကျနေလောက်တဲ့ဆိုပြီးတော့ယုံကြည်နေပါ යි ဒါပေမဲ့လည်းချေကိုက်ဆိုင်ကီကတော့ပြန်မနှုတ်ဆက်ပဲနဲ့ဘေးကနေကိုထွက်သွားခဲ့ပါ යි ကိုကိုမီကတော့ဆိုင်ကီဟာသူဟာလာနှုတ်ဆက်လိုက်တော့အရန်ကိုမှရှက်ပြီးတော့စကားမပြောနိုင်ဖြစ်သွားတာလို့ထင်နေစေပါ
ဒါကြောင့်မို့လို့ကိုကိုမီကလည်းနောက်တစ်ခါကိုထပ်ပြီးတော့နှုတ်ဆက်လိုက်ပေမဲ့လို့ခြေကိုက်ကြီးကတော့စိုက်ကီကတော့ထုံးစံတိုင်းဘာမှကိုမှပြတ်မပြောနဲ့အေးဆေးကိုမှထွက်သွားပါရင်ကိုကိုမီကတော့နည်းနည်းတော့ကြောက်သွားပေမဲ့အကောင်ဘက်ကနေတွေ့ပြီးတော့စိုက်ကီကသူမသူ့ကိုလာနှုတ်ဆက်တာကိုမယုံနိုင်ဘဲနဲ့ပုံရိပ်ရောင်လို့ထင်နေခဲ့တာဖြစ်မယ်ဆိုပြီးတော့နောက်တစ်ခါကိုထပ်ပြီးတော့စူးစမ်းပါသေးတယ်ကိုကိုမီကတော့အလျှော့မပေးသေးပဲနဲ့နောက်တစ်ခါထပ်ပြီးတော့စူးစမ်းနေပါသေးတယ်ဒါပေမဲ့လည်းစိုက်ကီကတော့အဖက်မလုပ်ခဲ့ပါဘူးဆိုင်ကီရဲ့စိတ်ထဲမှာတော့ကိုကိုမီကအာယုံနောက်ဆရာလိုပဲတတ်မှတ်ထားပါတယ်။အဲ့ဒီအချိန်မှာပဲဆိုင်ကီကနူဒရိုကိုတွေးလိုက်ရတာကြောင့်အတုံးချကတယ်လီပေါ့လုပ်ပြီးတော့ရှောင်ထွက်သွားခဲ့ပါတယ်။နူဒရိုကိုလည်းကိုကိုမီကတွေးလိုက်ရတော့ဆိုင်ကီကိုမြင်မိသေးလားဆိုပြီးတော့မေးလိုက်ကနူဒရိုကလည်းမတွေးမိလိုက်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ကိုကိုမီကလည်းအမှန်တော့ပုံရိပ်ရောက်ကိုတွေးရတာကဆိုင်ကီမဟုတ်ပဲနဲ့သူဖြစ်နေတာပါလားဆိုပြီးတော့ထင်ခဲ့ပါတယ်။ဆိုင်ကီရဲ့ပုံရိပ်ရောက်ကိုတွေးလိုက်ရတော့သူမကပဲဆိုင်ကီကိုတစ်ဖက်သက်သဘောကျနေခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့တစ်ထစ်ချကိုမှယုံကြည်သွားခဲ့ရပါတော့တယ်။နောက်ပိုင်းမှာပါရီများဆက်ပြုံမလဲဆိုတာကတော့ဆက်လက်ဆောင်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြရအောင်။